ဆွေဒင်နိုင်ငံမှာရှိနေတဲ့ပြင်သစ်ရေတပ်ရဲ့ Charles de Gaulle လေယာဉ်တင်သင်္ဘောကြီးဟာမြေထဲပင်လယ်ကိုဦးတည်သွားနေတာဖြစ်ပါတယ်။အီရန်ရဲ့လက်တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အရှေ့လက်ပိုင်းကပြင်သစ်ရဲ့မဟာမိတ်တွေကိုထောက်ခံအားပေးသွားမယ်လို့သမ္မတ Emmanuel Macron ကကြေညာခဲ့ပါတယ်။လောင်စာတီတွေပို့ဆောင်ရေးအတွက်အထူးကြတဲ့ဟုံမုတ်ရေလက်ကြားမှာတင်းမာမှုတွေကြောင့်ရေကြောင်းသွားလာရေးကိုချိန်ချောက်နေပါတယ်။ကမ္ဘာစီးပွားရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ရေကြောင်းလမ်းသွားလာမှုတွေပြန်လည်စတင်နိုင်ဖို့နဲ့လုံခြုံစိတ်ချရဖို့အတွက်စစ်ရေးအရာစူးစီးပြီးမဟာမိတ်ဖွဲ့တစ်ခုဖွဲ့စည်းဖို့ကျွန်တော်တို့ဥဆောင်လှုပ်ဆောင်နေပါတယ်။အခုလိုမတည်ငြိမ်တဲ့အခြေအနေတွေနဲ့နောင်ဖြစ်လာနိုင်တဲ့မရေရာမှုတွေကြောင့် Charles de Gaulle လေယာဉ်တင်သင်္ဘောပါဝင်သူ့ရဲ့လေကြောင်းအင်အားစုတွေနဲ့ခြံရံလိုက်ပါမဲ့စစ်သင်္ဘောတွေကိုမြေထဲပင်လယ်ဘက်ဦးတည်သွားဖို့ကျွန်တော်အမိန့်ပေးထားပါတယ်လို့ Macron ကပြောကြားခဲ့ပါတယ်။အလျား266မီတာရှိပြီးတန်ချိန်42,500ရှိတဲ့အပြင်သင်္ဘောသားအင်အား2,000နီးပါးတင်ဆောင်နိုင်တဲ့ Charles de Gaulle သင်္ဘောကြီးဟာတောင်ဝထမ်းဆောင်လာတာ25နှစ်ရှိပြီဖြစ်ပြီးပြင်သစ်ရဲ့စစ်အင်အားကိုထုတ်ဖော်ပြသမှုတစ်ခုလည်းဖြစ်ပါတယ်။သင်္ဘောပေါ်မှာ Rafale တိုက်လေယာဉ်အစင်30ရေဒါလေယာဉ်တွေရဟတ်ယာဉ်တွေဒုံးကျည်စနစ်တွေအပြင်အမြောက်တွေနဲ့စက်သေနတ်တွေလည်းပါဝင်ပါတယ်။ဒီလေတင်သင်္ဘောကြီးကိုဒုံးကျည်တွေနဲ့ရင်ငုပ်သင်္ဘောဖြတ်ကာကွယ်ရေးစနစ်တွေတပ်ဆင်ထားတဲ့စစ်သင်္ဘောတော်တော်များများကခြံရံလိုက်ပါသွားမှာဖြစ်ပါတယ်။အဲဒီစစ်သင်္ဘောတွေကတစ်စင်းကတော့ Cyprus မှာရှိတဲ့ British အခြေစိုက်စကန် Akrotiri ကိုကာကွယ်ဖို့အတွက်အဲဒီမှာရောက်ရှိနေပြီဖြစ်ပါတယ်။ Charles de Gaulle သင်္ဘောကြီးဟာနောက်တစ်ပတ်အတွင်းမြေထဲပင်လယ်ရှေ့ပိုင်းကိုရောက်ရှိမယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာ။